Amorin ဒီစကားကြောင့်စမီညိုကိုခေါ်ယူဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။အားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။မမောက်တင်ရဲ့ကစားသမားစမီညိုကို United ကအခုလာမယ့်ဇန်နဝါရီမှာခေါ်ယူဖို့လှုပ်ဆောင်နေပြီဖြစ်ကြောင်းနာမည်ကြီးသတင်းတောက် Fabrizio Romano အပြင်သတင်းမီဒီယာအများစုကဖော်ပြနေကြတာဖြစ်ပါတယ်။ United အနေနဲ့အသင်းရဲ့အဓိကကစားသမားတွေဖြစ်ကြတဲ့ Mbomo Ahmed Diallo, Mazraoui တို့အာဖရိကပွဲစဉ်တွေကြောင့်ယနေ့ညကစားမယ့် Aston Villa နဲ့ပွဲကစားပြီးတလားကျော်2လနီးပါးအထိလက်လွတ်ရမှာဖြစ်တာကြောင့်အသင်းရဲ့ညတောင်ပတ်နေရာအတွက်စမီညိုကိုခေါ်ယူအားပေးဖို့သတင်းတွေရထွက်ပေါ်လာတာပါ။ဒါပေမဲ့မင်းညကအမိုရီရဲ့သတင်းစာရှင်းလင်းပွဲမှာသူပြောခဲ့တဲ့စကားတွေကြောင့် United အနေနဲ့စီမီညိုကိုခေါ်ယူဖို့ကဖြစ်နိုင်ခြေအတော်နည်းသွားပြီလို့ပြောရမှာပါ။အမိုရီအနေနဲ့ဇန်နဝါရီပြောင်းရွှေ့မှာကစားသမားအသစ်ခေါ်ယူမှလားမခေါ်ယူဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။လက်ရှိမှာတေချာပေါက်သိထားတာတစ်ခုကတော့အသင်းရဲ့အနာဂတ်အတွက်ဖြစ်လာမယ်လို့ယူဆထားတဲ့ကစားသမားမျိုးကိုပဲခေါ်ယူဖို့ကြိုးစားမှာပါ။အာဖရိကဗလာပွဲစဉ်ကြောင့်ကစားသမား3ယောက်လက်လွတ်ရမယ့်အခြေအနေကိုဖြည့်ရှင်းဖို့ဒါမှမဟုတ်အခုလောလောဆယ်တစ်ခုခုကိုအဖက်ဆယ်ဖို့အတွက်ကစားသမားခေါ်ယူမှာမဟုတ်ပါဘူး။အဲ့ဒီလိုမျိုးခဏတာဖြည့်ရှင်းမှုတွေကိုလုံးဝမဟုတ်သလိုတကယ်လို့ကျွန်တော်တို့ကစားသမားတစ်ယောက်ခေါ်ယူဖို့ကြိုးစားခဲ့မယ်ဆိုရင်တော့အဲ့ဒီကစားသမားကအသင်းမှလူအပ်ဆုံးဖြစ်နေတဲ့နေရာအတွက်ဖြစ်ချင်မှဖြစ်မှာပါလို့ပြောဆိုသွားခဲ့တာပါအမိုရီရဲ့စကားအရစီမီညိုကိုပြီးခဲ့တဲ့နေရာတီတက်ကသဘောကျတာမှန်ပေမဲ့အခုလိုအာမတ်အဘူမိုမာဆူရာဝီတို့ကိုလက်လွတ်ထားရတဲ့အခြေအနေမျိုးမှာအစားထိုးဖို့အတွက်ရီတိုခေါ်ယူမှုမျိုးမလုပ်ချင်ဘူးလို့ဆိုလိုချင်တာဖြစ်ပါတယ်။သူရဲ့နေစနစ်ထဲမှာတေချာပေါက်အဝင်မဲ့ကစားသမားမျိုးဖြစ်ပြီးရေရှည်စီမံကိန်းတွေအကျုံးဝင်မဲ့သူကိုပဲခေါ်ချင်တယ်လို့ဆိုလိုတာကြောင့်စီမီညိုကိုခေါ်ယူဖို့ဖြစ်နိုင်ခြေအတော်လေးနည်းတယ်လို့မြင်မိပါတယ်။တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း United ကပြီးခဲ့တဲ့အပတ်တုန်းကစီမီညိုကိုမျိုးခံပြန်မဲ့မန်စီးတီးနဲ့အပြိုင်ဖုန်းခေါ်ပြီးဆက်သွယ်ခဲ့တယ်လို့သိရပြီးတကယ်လို့စီမီညိုသာ United ကိုရောက်လာခဲ့ရင်အမိုရီအနေနဲ့သူ့ရဲ့နေစနစ်ပိုင်းတွေကိုပါချိန်ကြီးဖို့စဉ်းစားသွားမယ်လို့ရိုမာနိုကလည်းပြောဆိုထားတာပါစီမီညိုကိုခေါ်ယူဖို့ဖြစ်နိုင်တယ်လို့သတင်းမီဒီယာအများစုကဖော်ပြချင်စရာအကြောင်းကလည်းရှိနေပြန်ပါတယ်အဲ့ဒါကတော့စီမီညိုကိုလာမယ့်ဇန်နဝါရီပြောင်းရွှေ့စတဲ့ရက်ကနေစပြီး10ရက်တွင်းခေါ်ယူမယ်ဆိုရင်ပေါင်65တန်းနဲ့ရမှာဖြစ်ပြီးတကယ်လို့အဆိုပါရက်တွင်းကျော်လွန်ခဲ့ပါကစီမီညိုကိုဘုံမောင်းမကစိတ်ကြိုက်ဈေးတက်မှတ်လို့ရနိုင်တာကြောင့်ဖြစ်ပါတယ်ဒါကြောင့်တရားတီတွင်းဂိုးပေါင်ဝင်ပတ်သက်မှုအချိန်20ထက်ရှိနေတဲ့ကစားသမားကိုဘာလို့ပေါင်65တန်းပေးပြီးမဝယ်နိုင်ရမှာလဲဆိုတဲ့အတန်တွေကလည်းကြားနေရပြန်ပါတယ်တစ်ဖက်မှာလည်း United ပြည်သက်တွေအနေနဲ့စီမီညိုကိုပေါင်65တန်းပေးပြီးဝယ်ရမှာကိုသဘောကျခြင်းမရှိပဲကွင်းလက်ကစားသမားကိုသာခေါ်ယူဖို့ကိုပြောဆိုနေကြတာပါUnited အနေနဲ့လက်ရှိအချိန်အသေးရဲ့ပြဿနာကကွင်းလည်ဖြစ်ပြီးမိုင်နူရဲ့အနာဂတ်မြေရမှုတွေကက်စီမီရိုရဲ့စာချုပ်တက်တန်းတိုးမှုမတိကျတာတွေကြောင့်ကွင်းလည်ကိုတိကျပြင်ဆင်စေချင်ကြတာဖြစ်ပါတယ်။ဒါကြောင့်စီမီယိုနဲ့ပတ်သက်ပြီးလက်ရှိပြည်သက်တွေကြားမှာနှစ်ချမ်းကွဲနေတာဖြစ်ပါတယ်။အမိုရီရဲ့ပြောစကားကိုသုံးသပ်ကြည့်မယ်ဆိုရင်တော့ United ဘက်ကစီမီယိုကိုပြီးခဲ့တဲ့ရာသီကသဘောကျနေခဲ့တာမှန်ပေမဲ့လက်ရှိအချိန်မှာအသေးအံခေါ်ယူဖို့ဆိုတာမဖြစ်နိုင်ပါဘူး။အမိုရီတေချာတိစောက်မဲ့အနာဂတ် project ကအလျင်စလိုမလုပ်ချင်ဘူးဆိုတဲ့အငွေသက်တီပါဝင်နေတာကြောင့် United အနေနဲ့စီမီယိုကိုခေါ်ယူဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးလို့ယူဆရမှာပါ။ပြည်သက်ကြီးတို့အနေနဲ့ကရောစီမီညိုကို United ထက်ရောက်စေချင်လားမရောက်စေချင်ဘူးလားဆိုတာကွန်မန့်မှာဝင်ရောက်ရေးပေးခဲ့ကြပါဦး United ကိုချင်ခင်ကြတဲ့ပြည်သက်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်